Hello အားလုံးပဲမင်္ဂလာပါရှင်။မိရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဗီဒီယိုလေးတွေမတင်ပြတာတော်တော်ကြာပါပြီပေါ့နော်။နေမကောင်းတာနဲ့ကဲဒီနေ့တော့မိုးရသီးလေးနဲ့လိုက်ပတ်တဲ့ဟင်းလေးတစ်ခွက်ကိုမိကချက်ပြပေးပါမယ်။ရှူရှူရှဲရှဲလေးနဲ့အရင်ကိုစားကောင်းလို့ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးပါအောင်ရှင်။ကဲဒီဟာတာလဘောဟင်းချက်မယ်ပေါ့နော်ရှူရှူရှဲရှဲတာလဘောဟင်းလေးချက်မယ်ဆိုတော့ဒါတီးစုံတာလဘောပေါ့နော်မိဒီထဲကိုဒါယုံပရိသီးလေးတွေထည့်တယ်ယုံပရိသီးလေးတွေကိုဒါအနေတော်လေးတွေလီးပေးလိုက်တယ်ပေါ့နော်ဒီတာလဘောဟင်းလေးကိုတော့ဒီထဲမှာအသီးနှံလေးကိုယုံပရိသီးထည့်တယ်ပဲသီးထည့်တယ်ခရမ်းသီးထည့်တယ်ပေါ့နော်ပြီးတော့မြစ်လေးလည်းပါတယ်ပေါ့နော်ကဲရုံးပရိသီးလေးလေးပေးသွားရင်တော့ဒီပဲတောင်ရှိလေးတွေကိုလည်းအနေတော်လေးတွေဒါလိဖြတ်ပေးလိုက်ပါတယ်ဒီရာသီဥတုလေးမှာဒါရာသီဥတုလေးကအေးအေးလေးနဲ့ဆိုတော့ရှူရှူရှဲလေးတွေစားပေးတင်တာပေါ့နော်ဒါကြောင့်မို့လို့မိကနေကောင်းကစားလေးဆိုတော့ဒါမျိုးလေးချက်စားဖြစ်ပါတယ်ကဲဒီထဲမှာဒီကြားပစွန်တုတ်ကလေးကိုထည့်မယ်ပေါ့နော်ကြားပစွန်လေးတွေကအကောင်ကြီးရဲ့အတွက်ကြောင့်မို့လို့မိကတော့အနေတော်အတုံးလေးတွေဒါတုံးပေးလိုက်ပါတယ်ပစွန်ဘောကျိတ်နဲ့ချက်မယ်ဆိုလို့ရှိရင်လည်းချက်လို့ရတယ်လေကနန်းလုံးလေးတွေထည့်ချက်တယ်ဆိုလို့ရှိရင်လည်းဒါတဘာဝချိုတက်လေးနဲ့အင်းချုံမှုတွေအများကြီးမလိုပဲနဲ့စားလို့ကောင်းတယ်ပေါ့နော်ဒါကတော့မိကတော့ဂျားပစုံလေးတွေပဲထည့်လိုက်ပါတယ်မိုးရင်းဆိုတော့မြင့်နုနုလေးတွေကလည်းဒါပေါ်တယ်ပေါ့နော်ဈေးကတော့မပေါ်ဘူး30သား1000နဲ့ကဲဒီမှာမြစ်ဖူးလေးတွေကိုမိက3ဖူးလားမသိဘူးထည့်လိုက်တယ်ပေါ့နော်ကျန်တဲ့2ဖူးကတော့ဒါများလို့တင်လိုက်မယ်ပေါ့နော်ကဲပြီးရင်တော့ခရမ်းသီးကိုဒါတဝက်ပဲထည့်တယ်ခရမ်းသီးတစ်လုံးလုံးကြတော့ဒါများလို့ပေါ့လေပြီးရင်ခရမ်းသီးကိုမိကအခွန်နွားပေးလိုက်တယ်ပေါ့နော်ခရမ်းသီးခွန်နွားတော့နည်းနည်းလေးတော့ခက်တယ်ပေါ့နော်ခရမ်းသီးလေးကိုခွန်နွားတယ်ပြီးတော့လို့ရှိရင်လူတလူလေးတွေပေါ့နော်လူတလူဆိုတာထက်အနေတော်လေးတွေဒါစိတ်ပြီးတုံးပေးလိုက်တယ်ပေါ့နော်ခရမ်းသီးမပိုးပါမပါလဲဒါတေချာလေးကြည့်ပေါ့နော်ဝေလာတဲ့ခရမ်းသီးရောတစ်လုံး900ပေါ့နော်တော်တော်လေးတန်ပါတယ်ရှင်ဈေးမရောက်တာလေတော်တော်ကြာပြီပေါ့နော်အဲဒါကြောင့်မလို့ဒီနေ့ဈေးလေးလေးတော့ဖြစ်တယ်ငရုတ်သီးစိမ့်နဲ့ငရုတ်သီးနီလေးကိုတော့ဒါမျိုးကြိတ်ပေးလိုက်ပါတယ်ထောင်းချင်လိုက်ထောင်းပေါ့နော်လီးပြီးသားမြစ်လေးကိုတော့ဒါတီးပြုတ်ပေးလိုက်တယ်ပေါ့နော်မြစ်ထဲမှာဒါစိုးစေးတွေပါစီးတွေပါလို့ရှိရင်ထွက်သွားအောင်လို့ပါပြုတ်ပြီးသားမြစ်လေးတွေပြီးရေတက်စေးပေးလိုက်တယ်ပေါ့နော်ကဲဒါဆိုရင်တာလဘောဟင်းလေးစချက်ပါမယ်ပြုတ်ထားတဲ့မြစ်ကလေးတွေကိုဒါအိုးလေးကိုထည့်လိုက်မယ်ခင်းတီလီကားတာလေးတွေထည့်မယ်ပြီးတော့ရင်ပဲတီလေးတွေထည့်လိုက်ပါမယ်ရုံးပရိသီးကတော့နောက်ဆုံးမှထည့်မလို့ပါပဲဒါပေမဲ့ပျော့လေးစားခြင်းတဲ့အတွက်ကြောင့်မလို့တခါလေးထည့်ပြီးတော့ပဲချက်လိုက်ပါတော့မယ်ပြီးလို့ရှိရင်ပစွန်လေးတွေပါထည့်ပါတယ်ပစွန်ထည့်ပြီးသွားရင်တော့ဒါဆောဆောနာကြိတ်ထားတဲ့ငြုပ်တီးလေးတွေထည့်မယ်အဆက်ကြရင်အဆက်ပူထည့်နော်အရသာမုံလေးနဲ့စက်သားမုံတစွန်ပြီးသွားရင်တော့ဒါဟင်းချုံမုံလေးအနေငယ်ပေါ့နော်ပြီးငပြိုင်လေးအနေငယ်ထည့်တယ်ပြီးငပိလေးနဲ့ထည့်ပြီးတော့ဒါလုံးပြီးတော့ဒီတဲကိုအရသာလေးတွေဝင်သွားအောင်လို့ဒါနေပေးလိုက်တယ်ပေါ့နော်အဲ့နေတဲ့အချိန်မှာအဲ့နေတဲ့အနံ့တအားကိုမွေးတာမိကလေးဒီဟာလေးကိုလေဘယ်လိုစားလဲဆိုတော့ဒီပူပူလေးကိုပေါ့နော်တမန်ကြီးလေးညှစ်စားတာရမ်းစားလို့ကောင်းတယ်ကဲနေပြီးသွားရင်တော့မျိုးဒါ9မိနစ်လောက်ချက်ပေးလိုက်မယ်ပေါ့နော်မြစ်ကလည်းပြုတ်ပြီးသားဆိုတော့ဒါအများကြီးနူးစရာမလိုဘူးတီးရွက်ကလေးတွေကလည်းဒါပျော့ပျော့လေးတွေပဲဆိုတော့အကြာကြီးလေးချက်စရာလည်းမလိုဘူးပေါ့နော်ခဏလေးမီးနည်းနည်းလေးနဲ့လုံးပေးလိုက်တယ်လုံးပေးပြီးသွားလို့ရှိရင်ဒါရေနွေးလေးထည့်လိုက်တယ်ဒါဆိုမြင်မြန်ဆူတယ်ပေါ့နော်အသီးရွက်ကလေးလည်းစိမ့်စိမ့်လေးတွေဖြစ်နေရောပေါ့နော်ကဲဒါလေးကိုစူသွားတယ်ဆိုလို့ရှိရင်တော့ဒါသုံးဆောင်လို့ရပြီပေါ့နော်မွေးအေးလေးနဲ့အရန်ကိုဒါလိုက်ဖက်တဲ့အရန်စားလို့ကောင်းတဲ့ရှူရှူရှဲရှဲလေးနဲ့ပွင့်ထွက်စီမဲ့တာလဘောဟင်းလေးတစ်ခွက်ကိုရရှိပါပြီရှင်လောက်ရတာလည်းလွယ်ကူတယ်အရန်ကိုလည်းစားလို့ကောင်းတဲ့အတွက်ကြောင့်မလို့ဒါလိုက်ပြီးတော့ချက်စားကြည့်ပါနော်Thank you for watching bye bye see you next video